Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီ formation တခုအကြောင်းပြောမယ်ပေါ့နော်ကျွန်တော်ဒီ season မှာ run rating 2000ကျော်အစိုးရပဲရောက်သွားတယ်အဲ့တော့ကျွန်တော် formation အကြောင်းပြောမယ်ပေါ့နော်ကျွန်တော် channel ကတော့အဓိကအဖြစ်ဒီတခြား video တွေတက်စားရင် game formation အကြောင်းတွေplayer တွေအကြောင်းတွေအဲ့လိုမျိုးဟာတွေကိုအဓိကထားပြီးပြောတဲ့channel ပေါ့နော်အဲ့တော့ဒီနေ့မှာလည်းကျွန်တော်ကဒီ formation အကြောင်းပဲပြောမယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်2000 rate 2004ပေါ့နော် win ပွဲ89နဲ့ပြီး win rate က81ရှိပေါ့နော်ဒီ win rate ကကျွန်တော်ကန်ခဲ့ကြတယ်မှာဒါအကောင်းဆုံး win rate ပဲเนาะအဲ့တော့ကျွန်တော်ကပထမဆုံးပြောချင်တာအခုကျွန်တော်စောင့်နေတဲ့အခု formation ပေါ့နော်ဒါပေမဲ့အခု formation မှာတခြားဘာတွေထူးခြားပါလဲဆိုရင်ကျွန်တော်ဆိုရင်ကျွန်တော်ဒီ formation ကိုတခြားပြောင်းဆိုတာဘာတွေရှိရပေါ့နော်ဒါပေမဲ့အခုဒီ update ပြီးတဲ့အခါမှာတည်တပြောင်းလဲသွားတာအခု attacking left wing back တွေอ่ะပေါ့နော်ဥပမာ Roberto Carlos ဆိုရင်အရင်အဲ့လိုမျိုးလို့ရှေ့ကိုအရင်အရှိမှာပဲရှိမနေတော့ဘူးပေါ့နော်အဲ့လို balance ဖြစ်လာတယ်အဲ့လိုရှေ့နောက် balance ဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကဘာအားသာပါလဲဆိုတော့ဒီ individual instruction မှာသူ့ကို defensive ထားစရာမလိုတော့ဘူးပြီးရင်သူကရှေ့ရောက်နေတော့မှပဲဒီ CMF player တွေကဒီမှာ box to box player ထားဖို့လိုရတာပေါ့နော်ဒီ CMF player ကလာပြီးတော့ကူပေးတာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတယ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲ့တော့အရင်လိုမျိုးကျွန်တော်အများကြီးစိတ်ပူစရာမလိုတော့ဘူးအခုကျွန်တော်ပြောချင်တာကျွန်တော်အခုကန်သွားတဲ့ပွဲတော်တော်များ4-3-1နဲ့ကန်တာပေါ့နော်4-3-1နဲ့ကန်တော့အရင်တော့4-3-1ကတော်တော်ကြီးကိုခက်စားခဲ့တဲ့ကစားကွက်ပေါ့နော်ဒါပေမဲ့ချိန်ကြလာတော့အမြ4-3-1ကပျောက်သွားတယ်ပျောက်ပြီးတော့အခုပြန်ပြီးကောင်းလာပြီပေါ့နော်ပြန်ကောင်းလာပြီအဲ့တော့ကျွန်တော်ပြောချင်တာ4-3-1ကစားကွက်ကပြန်ပြီးတော့ကောင်းလာပြီလားပေါ့နော်ကျွန်တော်ရဲ့ match history ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တောက်လျှောက်နိုင်တာပေါ့နော်တောက်လျှောက်နိုင်တယ်တောက်လျှောက်နိုင်တာပေါ့နော်ဒီမှာဆိုရင်တော့တေးကြပါတယ်ပေါ့နော်အဲ့တော့တေးကြပါတယ်အဲ့တော့ဒီကစားကွက်ကအခုပြန်ပြီးတော့တော်တော်ကြီးကောင်းလာပြီပေါ့နော်အဓိကဒီမှာဒီကစားကွက်မှာအရေးကြီးတာတော့ဒီနေရာမှာ whole player ဖြစ်နေရပါပေါ့နော် whole player ဘာလို့ဖြစ်နေရမှာလဲဆိုတော့ဒီသူကအလဲကနေပြီးတော့ပြေးထော်အောင်လို့ပေါ့နော်အဲ့တော့ပြေးထော်အောင်လို့ကျွန်တော် whole player ဖြစ်နေရမယ်whole player မဖြစ်နေဘူးဆိုရင်ထားပါတော့ဥမာဒီ Juven Christ ဆိုရင်သူ whole player မဟုတ်ဘူးဗျာမဟုတ်ဘူး deep line forward ဆိုတော့အဲ့လို whole player ဖြစ်မနေတဲ့ player ဆိုရင်တော့ဒီနေရာမှာ attacking နေရာမှာ whole player ကိုထားလိုက်ပေါ့နော်အဲ့ဆိုရင်သူလည်းပြေးထွက်မယ်ပေါ့နော်အဲ့လိုနီးနဲ့ဆော့လို့ရတယ်အဲ့တော့ဒီ4-3 ဒီနှစ်ကိုမဆော့ရကြတဲ့သူတွေလည်းကျွန်တော်ပြန်ပြီး try ကြည့်ဖို့ recommend ပေးချင်တယ်ပေါ့နော်ပြီးတော့ကျွန်တော် Liverpool fan ဗျာအဲ့တော့ဒီ Ando ကိုဝယ်ထားလိုက်တယ်ပေါ့နော်ဒီ Ando ကိုဒီလောက်ကောင်းမယ်လို့ကျွန်တော်မထင်တော့ဘူးဗျာသူ destroyer ထဲမှာကျွန်တော်စော်ဘူးသမျှကျွန်တော်မှာဟောရှိတယ် destroyer ဆိုရင်ကျွန်တော်ဘာလဲရှိလဲဆိုတော့playing style destroyer ကျွန်တော် Gattuso ရှိတယ်ဗျာ Gattuso ရှိတယ်ဒီ Barbary ရှိတယ်ပေါ့နော်အကုန်လုံးထဲမှာ Ando က destroyer ထဲမှာအကောင်းဆုံးပဲတော်တော်ကြီးကိုဖြတ်တာဗျာတော်တော် live ဖြတ်တာအပြင်နဲ့လုံးဝဘာမှအပြင်မှာသူ့ဘာသူပေါ့နော်ဆိုပါဒါပေမဲ့ game ထဲမှာတော်တော်ကြီးကိုကောင်းတာတော်တော်ကြီးကိုကျွန်တော်ပြမယ်။ဒါဆိုလဲအဲ့လိုမျိုး defensive engagement 99ရှိရဗျာ aggression ဆို98 defensive awareness 96 tackling 95ပြီးရင် top speed ကလည်း80ကျော်တယ်ဗျာပြီး physical contact 87အကောင်းလေးတည်တည်လေးဒါပေမဲ့တော်တော်ကြီးကိုကောင်းတယ်ပေါ့နော် balance က78တောင်ရှိတယ်တော်တော်ဆိုရင်ဒီမှာ defense ဆိုရတဲ့ balance တိတ်မကောင်းဘူးဗျာအဲ့တော့ stamina လည်း94ရှိတယ်ဒါတော့ကျွန်တော်ဘာမှပြောင်းပြီး trainer တာမရှိဘူးသူကလည်းသူပဲနေတော့ကျွန်တော်တို့ကြည့်အောင် balance ဘယ်လောက်ရှိလဲဒီမှာဆိုရင်တော့ BA တော့ balance 69ပဲရှိရဗျာသူကဘောလုံးကတုံးတုံးဗျာမပြတ်ဘူးဗျာပြီးတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဒီ Ando ရဲ့အားသာချက်ကone touch press ပါနေတာဗျာသူ့ကိုဘောလုံးအမြန်ပေးပြီးတော့အမြန်အဲ့လိုမျိုးသူ့စီရောက်တာနဲ့ဘောလုံးချင်းချင်းပြန်ထွက်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုဟာတွေကောင်းတယ် additional skill ကကျွန်တော်ဘာမှမထည့်ရသေးဘူး sliding ကောင်းတဲ့ super sub သူဒုတိယပိုင်းမှာထည့်ပြီး super sub နေနဲ့အသုံးနဲ့ကောင်းတယ်အဲ့တော့ဒီကစားကွက်ကတော်တော်လေးကျွန်တော်အခုအဆင်ပြေပြီးတော့အသုံးဝင်နေတယ်ပေါ့နော်တော်တော်လေးလည်းကောင်းနေတယ်အဲ့တော့အကုန်လုံးလည်းဒီကစားကွက်ကို sort ကြည့်ဖို့ recommend ပေးတယ်ပေါ့ဗျာrecommend ပေးတယ်အဲ့တော့ sort ကြည့်ကြပါဗျာဒီကစားကွက်ကိုဘာမှထွေတူးမရှိဘူးဒီမှာပဲ
defensive တခုပဲထားပြီးတော့ဒီကစားကွက်ကိုပြန်ပြီးစော့ကြည့်ဒါပေမဲ့ဟိုဒီမှာဆိုရင် CMF နှစ်ယောက်ကိုတော့အနေငယ်ဒီဘက်ကိုကျွန်တော်ကတ်ထားတယ်ပေါ့နော်အဲ့တခုပဲခွာခြားရရှိတယ်တကယ်လို့ပြီးရင်ဒီ left wing back တွေကိုတစ်ဖက်က defensive ထားပြီးတော့ဒီဘက်တစ်ဖက်က attacking ထားပါတော့အဲ့လိုဆိုရင်ပို့ပြီးအဆင်ပြေနိုင်တယ်အဲ့ကစားကွက်ကိုစော့ကြည့်ဖို့ကျွန်တော် recommend ပေးရပါတော့ဒီကစားကွက်နဲ့ပဲကျွန်တော်အခုဒီ run ကိုတော်တော်ကြီးကိုမြင်ဆန်ကြီးကိုရောက်လာပါတော့အခုလောက်တစ်ခါမှကျွန်တော်မြင်ဆန်မရောက်ဘူးတော်တော်ကြီးကိုရှုံးမရှုံးပေါ့နော်ပြီးတော့ဟိုအဓိကဒီ run မှာအဲ့လိုမျိုး run မတက်တဲ့အကြောင်းရင်းတွေကဘာကြီးလဲဆိုတော့ဟိုဘောလုံးပေးရင်ဗျာဘောလုံးကကိုလက်ထဲမှာကိုခြေထဲမှာဘောလုံးရှိမနေဘူးဆိုရင်ကိုဝင်အတင်းဝင်လူတာဗျာအဲ့လို dash ကြီးကိုဖိပြီးတော့အဲ့လိုအတင်းဝင်လူတာပေါ့နော်အဲ့လိုအတင်းဝင်လူတာတဲ့စာရင်ဟိုဘောလုံးပေးနိုင်တဲ့နေရာကိုရှေ့ကနေပြီးတော့ဂျိုပြီးပိတ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကျွန်တော် training မှာပြမယ်ဗျာကျွန်တော်ဗီဒီယိုနည်းနည်းရှင်းကောင်းလို့မသိဘူးဒါပေမဲ့ကျွန်တော်ပြလိုက်မယ်ဗျာ training မှာဆိုရင်attacking Friday's match ဒီမှာဆိုကျွန်တော်ပြပေးမယ်ဗျာထားပါတော့ကျွန်တော်တို့ကဒီဘောလုံးကိုသူများစီရောင်းနေပြီဗျာဟိုဘက်ကိုပေးချင်တာအဲ့လိုရောင်းနေပြီဆိုကျွန်တော်အတင်းလိုက်လို့စရာမလိုဘူးဗျာသူပေးနေတဲ့နေရာတွေလိုမျိုးခွာပြီးတော့အဲ့လိုမျိုးလိုက်ပြီးတော့အရှိမပိတ်ထားလိုက်အောင်ပဲဗျာပိတ်ထားလိုက်အဲ့လိုပိတ်ထားလိုက်ကိုချီရောဘောလုံးကရောက်လာအဲ့လိုပိတ်တာပို့ပြီးအသုံးဝင်တယ်အဲ့လိုပိတ်ပင်နဲ့ဟိုလိုလိုက်ပြီးတော့လူနေတယ်ဆိုရင်တော့တိတ်ပြီးအသုံးမဝင်ပေါ့ဗျာအဲ့တော့အဲ့လိုပိတ်ထားဖို့တော့ကျွန်တော် recommend ပေးခြင်းတယ်အဲ့ဒါလေးပဲပြချင်တာပေါ့နော်တခြားဟာတော့ဘာမှမရှိဘူးအဲ့လိုမျိုးဆိုပေးမယ်ဆိုရင်အဲ့လိုမျိုးတွင်မလူနဲ့အဲ့လိုမျိုးပြေးကြိုးပြေးတာပေါ့နော်သူပေးနေတဲ့နေရာတွေအဲ့လိုဝင်လူလိုက်ကြတော့ဘာဖြစ်သွားလဲဆိုတော့ဟိုကစားကွက်ကသူတို့က space တွေရပါအောင်ဗျာဒီကောင်လေးဆိုလဲမှကြည့် AI နေရာလဲဝင်မလူဘူးဗျာသူတို့ကလည်းသူတို့ဟာနဲ့သူတို့ပဲဝင်မလူဘူးဗျာရှေ့ကနေကြိုးပိတ်တာအဲ့လိုမျိုးဟာတွေဝင်မလူနဲ့ကျွန်တော်ဆိုရင်ဝင်မလူတော့ဘူးရှေ့ကနေပိတ်မယ်ဒီမှာလွတ်သွားတယ်ဘာမှမဖြစ်ဘူးပြီးနောက်တစ်ခုလုံးလို့ရတာကျွန်တော်တို့ဒီ match up ကိုဖိပြီးတော့ဆွဲလာလိုက်ကြည့်တယ်တယောက်ကဝင်လူနေတယ်တယောက်ကဒီဘက်ဘယ်ဘက်လက်ကပြေးလာလို့ရတယ်တယောက်ကဝင်လူနေတယ်အဲ့လိုနည်းနဲ့လည်းဘောလုံးလူလို့ရတယ်ပေါ့နော်ဒါပေမဲ့ရှေ့ကအဲ့လိုကြိုးလမ်းကြောင်းတယောက်ကတော့ပိတ်နေမှာရမှာဒါမှဆိုတွေ့တယောက်ကဝင်လူနေတယ်တယောက်ကအဲ့လို match up ကိုဖိတာလို့လည်းရတယ်ဗျာ SK တခုကိုလည်းကောင်းမို့သုံးနိုင်တယ်ဒီပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟိုပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးအရင်ကြီးဝင်လူလာတဲ့ဆိုင်ဝင်လူရင်ကြတော့တကယ်1ဟိုလို1-2ကောင်းတဲ့သူတွေနဲ့ဆိုရင်ကိုယ့်ရဲ့ဘောလုံးကပြတ်ကုန်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းကြားချင်တာဖြစ်ပါတယ်ဒီ match s ကိုဆွဲဟိုကိုလိုချင်တဲ့ direction ဆွဲပေါ့နော်ဆွဲလိုက်ရင်အမတယောက်ကဒီအမအဝိုင်းလေးပေါ်နေတဲ့ဟာကိုလက်ကထိန်းလို့ရမယ်နောက်တစ်ယောက်ကကျတော့ကိုဟိုဘောလုံးစီကိုပြေးလူနေပဲပေါ့နော်အဲ့လိုဟာနဲ့လည်းဘောလုံးလူလို့ရတယ်အဲ့လိုမျိုးပြီးရင်နောက်ထပ်ဘောလုံးလူလို့ရတဲ့ဟာကျွန်တော်တို့ပြီးလိုက်ဟိုဘက်ကိုနောက်ထပ်ဘောလုံးလူတဲ့ဟာအဲ့လိုရှင်ပြေးတဲ့ခါကျရင်ကျွန်တော်တို့ရှင်ပြေးလိုက်အောင်ရှင်ပြေးတဲ့ခါကျရင်ဒီဘက်ကဘယ်ဘက်ကကာဆာကိုဒီလိုမျိုးအဲ့လိုနှစ်ချက်အပေါ်ဆွဲရင် body တိုက်တာအဲ့ဒါလည်းတုံဟိုတိတ်မတုံးကြကျွန်တော်တို့ဒီဘက်မှာတိတ်မတုံးကြဘူးเนาะဒီမှာတော့ကျွန်တော်ရှင်ပြေးအောင်လို့ဟိုဟာဖြစ်နေလို့ရှင်ပြေးတဲ့ခါကျရင်ဒီလိုနှစ်ချက်တွန်းလိုက်ရင်အဲ့ body တိုက်တာဗျာအဲ့လိုအဲဥစ္စာကိုလည်းတုံးတင်တယ်ပေါ့နော်အဲဥစ္စာလည်းတော်တော်လေးကောင်းမွန်တဲ့ skill အဲ့ကြရင်ဘောလုံးကကိုယ်စီရောက်လာတော့ဗျာ body တိုက်ချင်တာဟောရှင်ပြေးအဲ့လိုဖြတ်ပြီးတော့အဲ့လို body ဝင်တိုက်လိုက်တာပေါ့နော်အဲ့လိုနှစ်ချက်ကိုလိုချင်တဲ့ဘက်ကိုနှစ်ချက်ဆွဲလိုက်ပေါ့နော်အဲ့ဒါလည်းအဓိကကြတယ်အဲ့ဒါအဲဥစ္စာလေးရှိရင်တော့ဘောလုံးကဟိုဝင်ပြီးတော့လူရတာပို့ပြီးတော့အဆင်ပြေရောဗျာအဲ့လိုဟိုကျွန်တော်လည်းဟိုအရင်တီးလို့တော့မဟုတ်ဘူးဗျာဒီအမေ share လုပ်တာပေါ့နော်အဲ့ဒါပဲအရေးကြီးတယ်ပြီးရင်နောက်ထပ်အရေးကြီးတာဟိုဒီ4-3တင်းနဲ့ကစားကွက်မှာအဓိကဗျာဘောလုံးတွေက pass တွေနဲ့ဟိုအရင် one touch pass တွေနဲ့သွားပါတော့အဲ့တော့ blue ကစားသမားတွေကိုရွေးချယ်တင်နေဆိုရင်ကိုယ့်ရဲ့ fitter မှာplayer skill မှာဒီမှာပေါ့နော် one touch pass နဲ့ through pass နှစ်ခုပါတဲ့ player တွေကိုရွေးပြီးသုံးရင်ကိုကအဲ့လိုနှေးနေတာမျိုးမရှိတော့ဘူးဘောလုံးကပေးတိုင်းလိုရအောင်ရောက်မယ်နှေးနေတာမျိုးမရှိတော့ဘူးအဲ့လိုမျိုးဆော့လို့ရတယ်ပေါ့နော် 1-2 ဆော့လို့ရတယ်ကိုအဲ့လိုမျိုးဟာဘာလို့ဘောလုံးတွေပြတ်နေတာလဲဆိုရင်အဲ့ဒါဘာလို့ဘောလုံးပြတ်တာလဲဆိုတော့ကိုယ့်ရဲ့ player မှာone touch pass တွေthrough passing တွေမပါလို့အဲ့တော့မပါတော့ဘာဖြစ်လဲဆိုတော့ဘောလုံးကိုတစ်ချက်ထိန်းပြီးတော့မှ passing လုပ်တာဟို one touch pass ပါတဲ့သူတွေကျတော့ချက်ချင်း passing လုပ်တယ်ပေါ့နော်အဲ့ဒါလေးကတော်တော်ကွာတယ်
အဲ့ဒါကွာတယ်ပြီးရင်အဲ့လိုအဓိကတော့ခုနပြောတဲ့အတိုင်းပဲဒီနောက်တန်းသူတွေကရှေ့ကိုအရန်ပြေးမလုံနဲ့ကိုအဲ့လိုသူလမ်းကြောင်းပေးနေတဲ့နေရာကိုကြိုပြီးပိတ်အဲ့ဆိုရင်ဒီသားကြီး defensive ကတုတ်တက်လာမှာဖြစ်ပါတယ်ဒီမှာတော့ဘာမှထွေထူးရှင်းစရာမရှိဘူးဒီဘက်မှာကိုထားပါဒီဘက်မှာကျွန်တော်ရဲ့ Roberto Carlos ကဘယ်ဘက်ကနေပြေးတက်တာမို့လို့ကျွန်တော်က box to box player ကိုဒီဘက်မှာထားတာတကယ်လို့ညာဘက်ကနေပြေးတက်မဲ့သူဆိုရင် box to box player ကိုချိန်လိုက်ရင်အကုန်လုံးဒီ box to box player ဒီဘက်သူရှေ့မှာတက်နေရင်ဒီနောက်မှာပြန်ပြီးကူးလိုက်မှာပေါ့နော်အဲ့ဒါဒီ update မှာဖြစ်နေတဲ့အရာကျွန်တော်တို့တော်တော်များလောင်ဘောကောင်တာအကြောင်းပဲပြောနေတာဟို quick counter တွေဘာတွေကျွန်တော်လည်းမစောပြဘူးလောင်ဘောကောင်တာကတော့ဒီ rank အမြင့်မှာဆိုလဲဟို global player တွေကြီးပြ10ယောက်မှာ9ယောက်ကလောင်ဘော player တွေနဲ့စောတာပေါ့နော်အဲ့တော့လောင်ဘော player လောင်ဘောကောင်တာပဲပေါ့နော်playing style ပဲအကောင်းဆုံးလို့မြင်တယ်ဘာလို့အကောင်းဆုံးလို့မြင်လဲဆိုတော့ခန်းစစ်နဲ့တိုက်စစ်နဲ့မျှရတယ်ရန်တိုက်တာလည်းမဟုတ်ဘူးရန်ခံနေတာလည်းမဟုတ်ဘူးဒီကောင်2000တောင်ကျော်သွားပြီမဆိုလဲလောင်ဘောကောင်တာသူဆိုလဲမကြီးဒီ formation ကိုပဲစော့တာဒီမှာ तू ကတုံးတယ်ပေါ့နော်ဟို Rodrio တုံးတာ Rodrio ကကျွန်တော်ကအဲ့နေရာမှာမတုံးသူဒီနေရာမှာတုံးတာဆိုပြီး तू က Rodrio individual skill မှာ individual instruction မှာ defensive တော့မဟုတ် deep line ထားတော့မှာဘာလို့လဲဆိုတော့ Rodrio က orchestra ကြီးဖြစ်နေတာရှေ့ကိုတအားပြပြတက်တာအဲ့တော့အဲ့နေရာမှာ तू အလုံးနဲ့ထိမ့်ပြီးဆိုတာဖြစ်မယ်ဒီတယောက်ကတော့ဒီတယောက်ဒီမလေးရှားကတော့ pro player ကျွန်တော်သိရသူကလက်ကောက်ကောင်းတာအဲ့လိုကစားကွက်တွေပါလေဆိုတော့လက်ကောက်ကောင်းတာသူက pro player ဟိုမှာတော်တော်လေးကောင်းတဲ့ player ပေါ့နော်စူပလာတွေအများကြီးလဲရလာတဲ့ player သူဆိုရင်ဘာမှထွေးထူးမရှိဘူးဒီမှာဆိုရင် Anchorman Piera ကိုခန်းစစ်မှာတုံးတယ်သူကသူပြန်ပြီး trainer တဲ့ပုံပဲ103ပဲတက်တယ်ဆိုတော့ပြီးရင်ဒီမှာ defensive fullback ကိုတုံးတယ်ပြီးရင် wing back နှစ်ဖက်လုံးက attacking တွေကြီးပဲတုံးတယ်ဒီကောင်ညာဘက်ကကောင်ဆိုရင်လည်း player Tim Fry ပေါ့နော် Dan Fry ပေါ့သူကဆိုရင် cross specialist သူလည်းတော်တော်လေးကောင်းတယ်ကျွန်တော်မှလည်းရှိတယ်ကျွန်တော်ကအဘက်ကို defensive ထားဆိုတော့မသုံးပြဘူးအဲ့တော့သူဆိုတဲ့ damage ဘာမှထွေးတူးမရှိဘူးသူဒီမှာရွေးထားတဲ့ player တွေဗျာအဲ့လို center midfield တွေ DMF တွေ CMF တွေကိုကြည့်လိုက်အကုန်လုံးက one touch back တွေ through passing ပါတဲ့ player တွေကြီးပဲဘာလို့အဲ့ဥစ္စာတွေကိုထည့်ပြီးသုံးသူဟိုမှာကြည့်လိုက်တိုက်စစ်မှုပဲကြည့်လို့ရတယ်ဗျာဒီမှာဆိုရင်တိုက်စစ်မှုဆိုရင်ဂူလစ်ကိုသုံးတယ်ဂူလစ်မှာလည်း SK တွေပါတယ်ဗျာအဲ့ကြောင့်မို့သူကသုံးလာတာဗျာတော်တော်များကျွန်တော်နောက်တစ်ယောက်ကြည့်မယ်ဘယ်လိုလဲမသိဘူးပဲလေကောင်းတယ်ဒီမှာဆိုရင်လည်းသူကတော်တော်ကြီးကိုထိမ့်ပြီးစောအောင်သူက destroyer 2ယောက်နဲ့ defensive DMF တယောက်ပေါ့နော်ဟို Anchorman ကိုပဲသုံးလာတယ်ပြီးရင်သူကတော့လုံးဝသူကလည်းဟိုဟာဆော့အောင်ပဲပုံမှန်အဲ့လို tiki taka တဘောမျိုးဆော့မယ်လို့ပဲသူသုံးလာတဲ့ player တွေအကုန်လုံးမှာလည်း one touch back တွေ through passing တွေပါတဲ့လူတွေပဲနေမှာတယောက်ပဲမပါနေမှာဗျာအန်အိုးလို့မဆိုမပါဘူးအပြင်မှာတလောက်ပါတော့နေမှာ SK မပါဘူးနေမှာအောက်ဆောင်ကျွန်တော်မှရှိရနေမှာကျွန်တော်မသုံးဘူးပေါ့နော်နေမှာမသုံးဘူးဒီအခုအသစ် player မှာဆိုရင်ဘယ်သူမှအဲ့လို skill တွေပါလဲဆိုရင်ဟိုမှာပါတယ်ဒူဝေးမှာပါတယ်ပြီးရင်ကျွန်တော်သူ့ကိုဒီပွဲတရားကျော်ပဲကန်လာတော့ဒါပေမဲ့အခုဘာလို့ပြန်သုံးလာလဲဆိုတော့ဘာလို့ပြန်သုံးလာလဲဆိုတော့ one touch back through passing ရပါတယ်အဲ့တော့ကျွန်တော်ပြန်သုံးတယ်ပေါ့နော်အဲ့တော့ပြန်သုံးဖြစ်နေတယ်တခြားကျွန်တော်အရင်တော့ကြိုက်တဲ့ player တွေဆိုဟာလန်ဆိုရင်ကျွန်တော်သုံးနေတာပေါ့ဗျာကျွန်တော်ရဲ့ကစားကွက်နဲ့မကိုက်ဘူးဖြစ်နေတယ်ဟာလန်ဆိုရင်ပူလာတဲ့ first time shot training ကျွန်တော်မှာဟိုရမရှိဘူး scale up ဟိုရတယ်အဲ့ဘူလာဟာတာသူ့မှာဆိုရင်မပါဘူးဗျာကျွန်တော်လိုချင်တဲ့ scale တော့ကျွန်တော်မသုံးဘူး draw မပါဘူး Harry Kane မှာပါတယ် Harry Kane မှာတော့ပါတယ်ဒါပေမဲ့ Harry Kane ကဘာဖြစ်လဲဆိုတော့ test ဟို speed တိတ်မကောင်းဘူးเนาะအဲကြောင့်မသုံးဘူးတခြားဟာရော trade room တော့မရှိပါဘူးဒီအားတွေပဲအဲ့တော့တခြား player တွေဆိုလေကျွန်တော်ဒီမှာဟိုမှာကျွန်တော်မှာ Rodrio ရှိတယ်ကျွန်တော် Rodrio ဘယ်နေရာမှာသုံးတာလဲဆိုတော့ CMF နေရာမှာသုံးတာပေါ့နော် CMF နေရာမှာသုံးတယ်အဲ့လိုသုံးတယ်ပေါ့နော်တခြား player တွေဆိုရင်ကျွန်တော်ဒီ count day ဆိုတော့ကျွန်တော်3ဖြစ်တယ်ပေါ့နော်အဆိုကောင်းတယ်ကျွန်တော်စာဖို့ဆိုင်လေးချိန်တယ်ကျွန်တော် Liverpool fan ဆိုချိန်တယ်တော်များတော့ရှိရဗျာ player တွေနောက်ပိုင်းကျွန်တော်ကအဲ့လိုမရှိတဲ့ player ဆိုလို့ဟိုဘယ်လိုပြောရမလဲ player အဟောင်းတွေမရှိဘူးဗျာအဲ့လို booster တစ်ခုတည်းနဲ့ player တွေမရှိဘူး
hype ပါတော့အဲ့တော့အချုပ်အားဖြင့်ကတော့ဒီကစားကောက်ကိုပြန်ပြီးသုံးကြည့်ပေါ့နော်အရင်တော့လောကနာမည်ကြီးခဲ့တယ်ကွာဒီသုံးတင်းတွေကိုပြန်ပြီးသုံးကြည့်အဲ့လိုမျိုးဟိုဘောလုံးတွေသူများစီကလူရင်အရန်ဝင်မလူနဲ့အဲ့ဆိုရင်တော်တော်လေးအဆင်ပြေပြီးတော့ run တက်နိုင်နေပေါ့ဗျာအဲ့တော့အကုန်လုံးလည်း run တက်ဖို့မျှော်လင့်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့နောက်တစ်ခုပြောမှာကျွန်တော်အခု subscriber 50ပြည့်သွားပြီပေါ့နော်အခု50ပြည့်သွားရင်ကျွန်တော်ကဟို live stream စလုပ်လို့ရပြီပေါ့နော်အဲ့ဒါမနေ့ကပြည့်သွားအဲ့ဒါကိုလည်းကျွန်တော်စဉ်းစားနေတယ်ကျွန်တော် streaming လေးလည်းအနာဂတ်မှာတော့မလုပ်ဖို့ရှိရပေါ့နော်ကျွန်တော်ဟိုလိုအပ်တာတွေလည်းလိုက်ပြီးဝယ်ဖို့ရှိရဲအဲ့တော့ကျွန်တော်ရဲ့ channel လေးကိုလည်းအပေးကြပါဦးကျွန်တော်တခြားဟိုဘဟုတုရရတဲ့ဇာဗီဒီယိုတွေဆိုတာထက်ဒီလိုမျိုး formation တွေကျွန်တော်ဟိုဗျာကိုကလည်းဗျာတေချာမသိပဲနေဗျာဟိုလိုမျိုးတခြားသူတွေကို suggest မလုပ်ချင်ဘူးဗျာအဲ့တော့ကျွန်တော်အရင်ဆုံးကိုရန် rank ကိုအရင် push လိုက်တယ်ကိုကထားပါတော့ဗျာကိုက division 3လောက်မှာအဲ့ဒါကိုကဟာဒီလိုဆော့ပါလို့ပြောနေဗျာဘယ်သူမှလည်းတိတ်ပြီးကြိုက်မှာမဟုတ်ဘူးကျွန်တော်အဲ့ကြောင့်မလို့ကိုတိုင်ကိုလည်း rank ကိုရသလောက်ကိုတင်ထားတယ်ပေါ့နော်တင်စူးစမ်းပြီးတင်ပြီးတော့အတွေ့အကြုံတွေဆိုတာထက်အဲ့လိုမျိုးရလာတဲ့ဟာတွေကျွန်တော်သုံးလို့ပြန်ပြီးကောင်းတယ်ကျွန်တော် formation ကိုအမြဲတမ်းစမ်းပြီးသုံးနေဗျာအဲ့တော့ဟာတွေတည်းကမှဟိုဘယ်လိုမျိုးစော့တင်လဲဆိုတော့ကျွန်တော်တီးသလောက်လေးပြန်ပြီး share လုပ်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်